ကောင်မလေးကဒီလမ်းလားတိတ်ချလို့လား ဟာကိုကြီးတေးကြတာပေါ့ညီလေးကအောင်မှန်သားနော်အဲ့ဒီကောင်မလေးကလေဒီလဲနေလာပြီးတော့ဒီမာစတာမိုဘိုင်းဖုန်းလိုက်နဲ့ဝင်သွားတာနေ့တိုင်းပဲသိလားအဲ့ဒီဆိုင်ရပဲသူဒီလဲနေလာမှာ ကိုကြီးကျွန်တော်ပြောမယ်နော်ကောင်မလေးဘသူ့ပဲပြန်ကြိုက်နော်အဲ့ဒါကိုကြီးအဲ့ဒါညီလေးစိတ်ဆိုးနေမှာဆိုလို့ စိုးရမလို့ဘူးကောင်မလေးကငါပဲကြိုက်ပါလေ ဟော ညာလေ ကလေးလေး ရှင်တို့ကဘူးလဲ ကိုကဘသူတွေလဲဆိုတာကိုဘသူတွေမှန်းကိုမသိဘူး သူ့ကိုသူဘယ်မှမသိဘူးဆိုပေမဲ့အကိုကတော့မာလေးကိုတစ်ဖက်သက်ချစ်နေတဲ့သူပေါ့မာလေးရှယ် ကိုကြီးအတူတူပဲကိုကြီးကညီမလေးကိုတစ်ဖက်သက်ချစ်နေတာတစ်ဖက်သက်ချစ်နေတာ ကျမမနှောက်ရှင်နေရှင်တို့ကျမဆိုင်သွားရတော့မယ် နေပါဦး နေပါဦး မာလေးအလုံးမသွားခင်ကိုကြီးတို့ရဲ့ချစ်တန်စင်လေးကိုနားထောင်သွားပါဦး ဟိုကောင်းလိုက်လားတော်ကြီးကညီမလေးကကိုကြီးကိုပြန်ချစ်မယ်ဆိုဒီကောင်းကွင်းမှာတူဝင်ကျဲကြီးကိုအခုတက်ခုပေးရမလား တိုင်မဲလည်းတူချောင်းတောင်းတောင်းနေ နေပါ ဟော ဦး နေပါဦးညီမလေးကလေဟောဒေါ်လာလေဘလို့ဖြစ်နေရလဲချစ်လို့ချစ်တယ်ပြောတော့ချစ်လို့ချစ်တယ်ပြောနေတာကို ရှင်တို့ကျမဖုန်းဆိုင်လေးပါလာလောက်တော့ ဟောဖုန်းလိုက်လေးလာတယ်ဆိုမှတော့ခေရဲ့ဖုန်းဝယ်မလို့ပေါ့ ကိုကြီးကဖုံးဝယ်မလို့လားအကိုကြီးကပတ်စံဘယ်နှပြားပါလို့လဲဟော ဟောဆိုလေဟိုအခုတော့အခုဆိုရင်ခေရဲ့ customer တွေဖြစ်သွားပြီဆိုတော့ခေရဲ့မျက်နှာလေးနဲ့စကားလေးနည်းနည်းလောက်ချိုပြီးလို့မရဘူး ပဲဖုန်းနဲ့ကြည့်မလဲရှင် ခေတို့ဖုန်းဆိုင်မှာဘာဖုန်းတွေရတယ် ဟာညီမတို့ဆိုင်မှာဆိုရင်ပေါ့နော်ဖုန်းနဲ့ပတ်သက်ပြီးတော့ Android ကနေစပြီးတော့ဒီ iPhone နောက်ဆုံးထပ် Second Pro Max ရှိပါရဲ့ရှင်။အမေရှင်တို့ဝင်နေမပုံမှန်ပေါ့ပါ ဒါပဲလေ ဘယ်လိုဝယ်နိုင်မှာတော့ တိတာနေတယ် ငါဘာမော်နိုင်မှာတော့ ဝယ်နိုင်တာပေါ့ဒီမှာဆက်ရှိဘယ်လိုမှချစ်လားဟော ရှိတယ်နော်မရှိဘူးဒီဘက်တည်းဝယ်မှာဆက်ချက်မလို့ရှိတယ်ဝယ်ဒီဖုန်းဆိုင်မှာဈေးနှုန်းလေးတွေရောဘယ်လိုမျိုးလေးတွေရှိ ။ဟုတ်စိတ်နှုံးအနေနဲ့ဆိုရင်ပေါ့နော်ညီမတို့ဆိုင်အောင်မဲမျိုးမှာဆိုရင်စိတ်နှုံးအချို့ဆုံးထားပြီးတော့မှရောင်းပေးပါရဲ့ရှင်။ တာနဲ့လေဖုန်းလေးကအမခံပါတယ်များကောင်းတယ်လေဟင်ဟော အာမခင်အနေနဲ့ဆိုရင်ပေါ့နော်ညီမတို့စိတ်မှာရှင်ပေဖုန်းမျိုးစောက်ပဲဝယ်ပေါ့နော်ဖုန်းအဆော့ဝယ်အာမခင်လေးတစ်နှစ်ပေးထားပါရဲ့ရှင်နောက်ပြီးတော့3လအတွင်းပေါ့နော်မန်ပါကြောက်မယ်ကွယ်ပေါ့နော်ပါကြောက်မယ်ကွယ်ရိတ်ခွဲလို့ပဲဖြစ်ဘလို့ကြောက်မယ်ဖြစ်ကွဲသားလို့ရှင်လေ original man free လေးပေးပါတယ်ရှင် နော်ဒီ Master Mobile ကအာမခံရောဒီ Master Mobile မှာလုပ်နေတဲ့ခေကိုကိုကတော့ရမ်းချစ်တယ်ရမ်းကြိုက်တယ်ရမ်းမျက်နှိုးသွားပြီကွာ အကိုကြီးလည်းကြိုက်တယ်ကိုကြီးလည်းကြိုက်တယ် ရှင်တို့တွေကဖုန်းလောက်ဝယ်မဟုတ်ဘဲနဲ့လာနောက်ဆက်နေရပဲ တဲရပါဖြစ်နေရ သူတို့တွေပေါ့မနဲ့ဆိုင်လာကြတဲ့အခုတက်တဲ့ပဲဆိုင်ဖုန်းဝယ်ရလည်းမဟုတ်ဘဲနဲ့လာနောက်ဆက်နေကြ တဲဆိုတော့လေအဲ့ဒါသူလည်းဘာတော်လဲကြီး ငါသူ့ကောင်းလေးကွာဟုတ်လားဘာဖြစ်နေရှင်းနေကောင်ငါကောင်မလေးလိုင်းနောက်ရှက်နေကျွန်တော်မနောက်ရှက်ဘူးနော်ဟိုနောက်ရှက်တာလေဒီမှာကျွန်တော်အကူကိုပိုင်အော်ကိုကြီးရပြောတော့ချစ်ဆုံးညီကိုတွေဆိုဘာလို့ညီလို့ထားခဲ့ရတာလဲချစ်သူပဲရှာ